လည်းနဲ့ခင်ပါဗျဒီနေ့က19ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျဒါဥစဉ်ရဲ့အာယုံဆွဲပေါ်ဗျာနော်အာယုံဆွဲမုံလေးတစ်ခုနဲ့ဒါနဲ့ဆွမ်းစားမနေ့ကိုလည်းဆွမ်းစားတယ်နေကင်းကိုလည်းဆွမ်းစားတယ်ဆိုတော့စီဂျိုကတက်တယ်လားဆိုတော့လည်းမတက်ဘူးပေါ့ဗျာ100 200တော့မကျော်ဘူးပေါ့နော်200တော့မကျော်ဘူးဒါကြောင့်ကော်ဖီကျန်းနဲ့မုံလေးတစ်ခုနော်ခါလေးကြက်ဥလေးတစ်လုံးနဲ့ဒါဗမာကြက်ဥတစ်လုံးနဲ့အာယုံနဲ့ဆွမ်းစားကိုဒီပြောင်းပေးလိုက်တာပေါ့နော်ကော်ဖီကျန်းကတော့ရှုဂါတကြားတုပ်ကလေးနဲ့ရှော့ပြီးမှာပေါ့နော်အထူးတော့ထူးခြားပါလေဗျာနော်စီဂျိုဓမားတွေကတော့လုံးလုံးပျောက်သွားတယ်ဆိုတော့မရှိဘူးဗျာနော်အဲ့တော့စီဂျိုတွေဒါမတက်အောင်ပဲထိရတဲ့ဒါပေါ့နော်လုံးလုံးပျောက်မသွားဘူးဆိုတော့လည်းတက်ဒါကြီးလည်းတက်မသွားအောင်ပေါ့နော်အဲ့တော့ဦးဇင်းတို့ဒါအင်္ဂလိပ်ဆေးလဲဦးဇင်းတို့တောက်တယ်ဗမာဆေးလဲတောက်တယ်ဗျဗမာဆေးဆိုတာကတော့ဆရာတော်ဦးရတူဖော်ဆက်ထားတဲ့ဒန်ဒလန်စီရဲ့ဟိုပါစနွန်းကားရဲ့ပေါ့ဆေးကတော့အမျိုးပေါ်တော့သူအမျိုးဖော်ဆက်ထားတဲ့ဆေးကိုညကိုနှလုံးတောက်တော့ဟိုတလောကစီဂျိုတိုက်လိုက်တော့ပုံမှန်တော့120 130 125ဆရာတော်ဆေးကိုပြန်တောက်လိုက်တော့အင်္ဂလိပ်ဆေးကမနဲ့ဆောရီတာစားပြီးရင်တောက်တယ်ဆရာတော်ဆေးကိုတောက်လိုက်တဲ့အခါမှာတော့စီဂျိုကဘာတောင်မပြေလိုက်ဘူးပဲနော်69ထိဖြစ်သွားတယ်69 98 90ခွဲပြောရတော့တချို့အင်္ဂလိပ်ဆရာဝန်တွေကဗမာဆေးတွေကိုတော့တိုင်းရင်းဆေးတွေကိုတော့တိတ်ပြီးအထင်မရှိဘူးပေါ့ဗျာနော်အဲ့ဒါတိုင်းရင်းဆေးတွေဘယ်လောက်စွမ်းတယ်ဆိုတာကိုဦးဇင်းတို့ကပြောပြနေခြင်းဖြစ်တယ်အဲ့တိုင်းရင်းဆေးတွေစွမ်းရင်လည်းတိုင်းရင်းဆေးကုတဲ့လူတွေကလိုင်စင်ရှိအောင်ပါဗျတချို့အင်္ဂလိပ်ဆရာဝန်တော်များကအမြုံစိတ်တွေရှိတယ်ဒါပေမဲ့ဆရာတော်ဦးရတူပြောနေတာတွေ့မှာပေါ့ဟုတ်လားဒေါခင်ဆိုင်ဆိုတာဒေါခင်ဆိုင်ဆိုတဲ့ဓမ္မကြီးကလေအခါတလေကျတော့ခမမွေးရပါပညာလည်းရှိတယ်ဗျာနော်သူ့လက်ကလေးနဲ့ထိတယ်လက်ကလေးနဲ့တို့တာဒါအမျိုးမျိုးရှိကြတာပဲသူ့ပညာနဲ့တူပဲခုတိုင်းရင်းစေဟုတ်လားဒါဒီဆရာတစ်ခါလေလူနာစိတ်နဲ့လည်းဆိုင်တယ်နော်ခုလိုက်တော့ခါလေးဒါဒေါခင်ဆိုင်ခုလိုက်တဲ့ဟာပျောက်သွားတာတွေအများကြီးပဲဗျာအများကြီးပဲနော်တချို့ဆိုလို့ရှိရင်ဒုတိယဘုံမူကြီးတွေကြော်တွေပါတယ်တချို့ဗိုလ်ချုပ်ကြီးတွေကြော်တွေလည်းပါတယ်တချို့ဆရာဝန်ပါရဂူကြီးတွေလည်းပါတယ်အများကြီးပဲဗျာနော်ဥဒပြန်လေးလာကြည့်တော့နော်ဒီတန်မိုးရှိတဲ့လူတယောက်ကိုဆုံးရှုံးဥဝိဒတူကဒါမျိုးကိစ္စတွေဆရာမဝင်ပြောခဲ့တယ်ဗျသူကတန်ဖိုးရှိတဲ့လူတယောက်ကိုဆုံးရှုံးသွားမှာဆိုလို့တန်ဖိုးရှိတဲ့လူတယောက်ကိုနစ်နာသွားမှာဆိုလို့တန်ဖိုးရှိတဲ့လူတယောက်ဟုတ်လားဟိုပြည်သူတွေနစ်နာသွားမှာလူနာတွေနစ်နာသွားမှာဆိုလို့ဆရာတော်ကမြတ်ရအောင်ခဲ့ပြီးမှဒီဆရာဝန်တွေနဲ့ဒါအတိုက်ခံလုပ်နေတယ်လို့ပဲဦးဇင်းအမှန်တရားချပြနေလို့ပဲဦးဇင်းတို့ကတော့တုံးတတ်တယ်နော်လုံးတတ်တယ်ပြောချင်တာတော့တိုင်းရင်းဈေးမှာတကယ်စွမ်းတဲ့အရာတွေအများကြီးရှိတယ်ဥပမာဆိုကြပါစို့ဦးဇင်းဆိုလို့ရှိရင်နနွမ်းတက်ကိုမုံချိတ်ပြီးမှနှင်းစားပေးတယ်ဒါငကိုကလေးကပေါ့တော့ဒါကတော့ဦးဇင်းတို့ဆိုလုံးနဲ့ပြီးမှစားပေးတာရှိတယ်အသက်ကြီးရင်စင်စည်းရဆိုတဲ့ကောရှိတယ်ရေးမြို့မှာတက်တော့90ကျော်ဆရာတော်ကြီးရှိတယ်အဲ့ဆရာတော်ကြီးလုပ်တဲ့နနွမ်းတက်ဆိုရဟန်းခမကောင်းတာကြာနော်ဆရာတော်ကြီးကတက်တော့90ကျော်တော့လည်းပဲဆရာတော်ကြီးရဲ့အဲ့တောင်မွေးတစ်ချောင်းနဲ့တုံးတောင်တွားနေကြပဲပရိကလည်းအများကြီးစိတ်တားကြီးကလည်းနှုတ်ဖက်နေရပဲဆရာတော်ကြီးကနော်ဦးဇင်းတို့တော့ဖူးမြော်တော့အဲ့ဦးဇင်းမှာအများကြီး level မှာဆွဲထားတဲ့ပရိယာဆရာတော်ကြီးဆွဲလိုက်တာသူ့ level ကသူစိတ်နေတဲ့ပရိကိုဆွဲလိုက်တာပဲဟုတ်လားဦးဇင်းလေးဟုတ်လားဦးဇင်းနဲ့လည်းမရင်းနှီးဘူးနော်ဦးဇင်းရဲ့ဆရာသမားလည်းတခါပဲဦးဇင်းလေးအနေလည်းများတယ်ဦးဇင်းလေးအတွက်အနေကင်းပေးရှင်းအောင်ဒီပြီးတော့အများစိတ်ကြပတိလေးဦးဇင်းကိုဆွဲလိုက်မယ်တဲ့ဟုတ်လားဦးဇင်းလေးရတဲ့ဘုံရှင်ကိုင်ရှင်လေးဗျာတဲ့ဦးဇင်းဘုံကြီးအောင်မှာတော့ဆရာတော်ရီမောမောနဲ့တွဲလိုက်တယ်အဲ့ဒါလွန်ခဲ့တော့2019လောက်ကဟုတ်တယ်ဦးဇင်း
2019လောက်ကပဲဗျာ2019လောက်ကပဲနော်2019လောက်ကအခု2015ဆိုတော့ခင်ဗျတွက်ကြည့်ဗျာနော်ဆရာတော်ကြီးနဲ့ဦးဇင်းနဲ့မတွေ့တာနော်ဆရာတော်ကြီးရဲ့ပတိလေးကိုနော်ပေကျိုးနဲ့လှုပ်ထားတယ်ကျိုးကပေကျိုးနဲ့လှုပ်ထားတယ်ပတိကသူကထမ်းလက်နဲ့လှုပ်ထားတယ်ဆရာတော်ကြီးကနော်အန်တကယ်ပြောတာတော့ဆရာတော်ကြီးကြောင်တယ်ဘုံကြတာတော့လက်နဲ့ကြီးတွေကြတာတော့တော့မှဆရာတော်ကြီးကိုအဲ့ဘက်ကကျိုးလက်နဲ့ကိုင်းနေခဏခဏလှုပ်ကြတာတယ်ဆရာတော်ကြီးကကရင်ဖြစ်တယ်နော်အဲ့ဒါတီလာရောတမာရီအားရပညာအရန်ကောင်းတယ်နိုင်ငံတော်ကကိုအဘိဓစ္စမဟာရတ္တဂုရုဝဲကိုကတ်ထားတယ်နော်အဲ့မှာခင်ဗျတွက်ကြည့်ဗျာဆရာတော်ကြီးလိုင်းလျှောက်တဲ့အခါမှာလည်းဦးဇင်းတို့တကယ်အံ့ဩရတယ်ဗျာနော်ဒါတိုင်းရင်စေးရဲ့အစွမ်းကိုပြောပြတာနော်အတက်ကြီးရဲ့စင်စီးရတယ်ဆိုတဲ့အကြောင်းကိုပြောပြတာဒါလည်းတိုင်းရင်စေးပဲလေဗျာဒါအင်္ဂလိပ်ဆရာဝန်တွေတိအောင်လို့အမြုံစိတ်မမွေးကြပါနဲ့နော်အမြုံစိတ်ကိုမွေးကြပါနဲ့မှားနေတော့မှပြုပြရမှာမှားနေတော့ပြုတယ်မှာတို့လိုရှိတယ်တို့ကွက်လိုင်းစင်တကယ်တော်တယ်တကယ်စွမ်းတယ်ဆိုလိုင်းစင်မရှိဘူးဆိုရင်တော့မှမြတ်တို့လိုင်စင်ရှိအောင်လုပ်ပေးရမှာနော်လိုင်စင်ရှိအောင်လုပ်ပေးရမှာလိုင်စင်ရှိအောင်လုပ်ပေးရမှာကိုကပတ်ဖို့ပေးရမှာနော်ပတ်ဖို့ပေးရမှာအဲ့တော့ချိုးအင်္ဂလိပ်ဆရာဝန်တွေနော်အမြုံစိတ်ဆိုတာခင်ဗျားတို့သိမှာပါကိုယ်တိုင်ရလည်းဆရာဝန်နာဖြစ်တာဒေါက်တာသာဖြစ်တာဟုတ်လားဒေါက်တာရန်ကူပေါ့ဗျာရန်ကူလို့ပဲကိုယ်တိုင်လည်းရန်ကူနေဟုတ်လားဒါကတော့ခင်ဗျားတို့အဒီဆုံးပါပဲနော်အဒီဆုံးပါပဲအမြင်အမြုံတွေကကိုယ်တိုင်ကလေးမမွေးနိုင်ဘူးမမွေးနိုင်ဘူးတကယ်ကလေးတွေမျိုးကောင်းတဲ့မြင်းမကြီးကြလဲကိုဝင်ပြအောင်လိုက်ကန်တယ်နော်ကိုဝင်ပြအောင်အဲ့တော့မြင်းအမြုံစိတ်မမွေးကြပါနဲ့လို့နော်ပြောချင်ပါတယ်ဗျဥစဉ်လည်းပြောခဲ့ပါတယ်ဗျအားလုံးဒါပါပဲဗျ